များစွာမေတ္တာတရားတွေငြိမ်းချမ်းသောအမေရဲ့အရေးကိုမေရတွေနဲ့စားထိုးမရနိုင်နဲ့အခက်ခဲတွေနဲ့ကြုံတွေ့တဲ့အခါမေရဲ့စကားကိုတတ်တာမိတိုင်းရဲ့ဆိုင်ကြောင့်ဖြစ်ဖို့အားရှိလာခဲ့လောကမှာမခွဲခြားပြပေးသူနိုင်တရားမရှိသောခြေစွတရားတွေကဘာတည်တဲ့၍ရှေ့တန်နေမဲ့မေနေတာဥခိုက်ကြတော့ဝပြူတဲ့သာဝရကျွန်တော်နေမင်းကြီးထပ်ဖို့မေရပြုံးဟာအေးချမ်းလို့နေချမ်းစင်လို့ပဲနှလုံးသားဖြူစင်မြဲအဝေးကိုရောက်နေတဲ့အချိန်တိုင်းငွေထွေသောအမေအိမ်လေးကိုပြန်လာခြင်းနဲ့အတွေ့နဲ့လာနေစေလောကမှာမခွဲခြားပြပေးသူနိုင်တရားမရှိသောခြေစွတရားတွေကဘာတည်တဲ့၍ရှေ့တန်နေမဲ့မေနေတာဥခိုက်ကြတော့ဝပြူတဲ့သာဝရကျွန်တော်နေလောကမှာမခွဲခြားပြပေးသူနိုင်တရားမရှိသောခြေစွတရားတွေကဘာတည်တဲ့၍ရှေ့တန်နေမဲ့မေနေတာဥခိုက်ကြတော့ဝပြူတဲ့သာဝရကျွန်တော်နေလောကမှာမခွဲခြားပြပေးသူနိုင်တရားမရှိသောခြေစွတရားတွေကဘာရှေ့တန်နေမဲ့မေနေတာဥခိုက်ကြတော့ဝပြူတဲ့သာဝရကျွန်တော်နေအချီးပြတဲ့နှလုံးသားနဲ့သာဝရကျွန်တော်မေ